3D မိသားစုများမင်္ဂလာပါဗျကျွန်တော်ဒီတစ်ခါပြပေးမယ့် site ကလေးကတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီ12ကြိမ်မှာပေါ့3ညာခါပြီးတော့ထိတ်ထောင်73ကြိမ်ရရင်စပြီးတော့33ည8 63လုံးလို့ထောင်တယ်ကျွန်တော်ဒီမှာက12ကြိမ်မှာပဲပေါ့နော်3ညာခါပေါ့နော်3ညာခါရင်ပြီးတော့73ကြိမ်မြောက်မှာသူက3ထိတ်3ညာထိတ်8ထိတ်63လုံးထိတ်ပေါ့နော်ဒါလေးကိုကျွန်တော် frame တည်တဲ့အနေနဲ့ပဲစပြမယ်ပေါ့နော်ဒါကိုကျွန်တော်ဒီမှာစာအုပ်ကလေးနဲ့ပြမယ်ဗျနော်အဲ့ရကူးထားတဲ့ကဏ္ဍလေးကျွန်တော်မှာကလင်နာအပူလည်းမရှိဘူးပေါ့နော်ဒီရွက်ပဲရှိတယ်ဒီရွက်ရှိတာကိုကျွန်တော်ဒီချာရှင်းပြမယ်ပေါ့နော်ဒီမှာနှစ်ဖိုင်တွဲပြီးပြတာဆိုတော့အမြင်လေးတော့ရှင်းမယ်ထင်ပါတယ်စကြည့်အောင်ဗျနော်ဗီဒီယိုကရှည်မှဖြစ်တဲ့ခါကျရင်တော့နှစ်ပိုင်းပိုင်းပြမှာပေါ့နော်ခက်တူတူဆိုရင်လည်းတစ်ဖိုင်နဲ့ပဲတင်မှာပေါ့နော်စကြည့်အောင်ဗျကျွန်တော်ဒီမှာဗျာရှည်ပေါင်းက2ရှည်ပေါင်း2နဲ့1ပရိတ်လို့ကြာတာပေါ့နော်ဒီမှာ1လို့မှတ်တာရှည်ပေါင်းက2 9နောက်ပိတ်နဲ့1ပရိတ်ဒီမှာရှည်ပေါင်းက2 6နောက်ပိတ်နဲ့ကျွန်တော်10ပရိတ်လို့ကြာ1ပရိတ်လို့ကြာနေတော့1နောက်ထည့်ပြီးသားပဲနော်10ပရိတ်က10နောက်လို့ထည့်တယ်ဒါလေးပဲမှတ်လိုက်ပါနော်ပြီးသွားရင်ကျွန်တော်တို့ဒီမှာရှည်ပေါင်းက9နောက်ပေါင်းက9ဒီမှာရှည်ပေါင်းက4ဒီမှာနောက်ပေါင်းက4အဲ့ဒီမှာ9ရှည်ပေါင်းကနောက်ပေါင်းကကြပြီးတော့ခွန်ခါကိုဇောင်းခွန်လို့ဖြတ်ထိုးတာပါဗျာဒီကလည်း6ခါကိုပဲဇောင်း6လို့ဖြတ်ထိုးတာအဲ့လိုထိုးပြီးမှသူကခွာ9လို့တည်တာပေါ့နော်ခွာ9တည်တယ်ခွာ9တည်တဲ့ဟာဒီက6ခါဗျဒီက6ခါကိုဒီထိတ်ဇောင်းပေါ့နော်ဒီဇောင်းပြက်ထိတ်နှလုံးကို6လို့ထည့်ပြီးတော့ဒီကဇောင်းခွန်နောက်လို့ပြန်ထည့်ခဲ့တာပေါ့နော်ဒီမှာလည်းပဲဒီတိုင်းပါပဲနော်ဒီက6ကဇောင်း6ဖြတ်မယ်ခွာပေါင်း9လို့ထည့်မယ်ဒီကနှလုံး3ထိတ်နဲ့6နောက်ကို2လို့ဖြစ်ပြီး2နောက်လို့ပိတ်မယ်ဒီက6ခါရှိပြီးသားဖြစ်တဲ့အတွက်ဒီ6ပဲကျွန်တော်ဒီ3ရေကို6လို့ပြန်ထည့်တာပေါ့နော်အဲ့လိုထည့်တဲ့ဟာကဘယ်ရရင်လာတာလဲဆိုတော့ဒီလိုပေါ့နော်သူ့ရဲ့ဒီရဲ့ရှည်ပေါင်း4ရှည်ပေါင်း5ရှည်ပေါင်း5ရဲ့အောက်မှာ3ညာခါလို့ထည့်ထားတယ်အဲ့ဒီ3ညာဒီပါဝါကွာ9ဒီက3ညာခါထည့်တယ်3ညာကိုပါဝါကွာ9ဆိုပြီးတော့တက်ထည့်တာပေါ့နော်ထည့်ပြီးကျွန်တော်တခါတည်းပဲအရှိကိုဆက်ပြမှာပေါ့နော်ဒီကခွန်ခါကဒီနှလုံးကိုခွန်ပါဝါဒီ2ခါလို့ထည့်2ခါလို့ထည့်ပြီးကမှနောက်တွဲကို2ဆိုဒီကိုလာပြီးတော့ပင်ကျော်တက်ပေးတယ်ပေါ့နော်6ခါကိုနှလုံး6ထည့်ပြီး6ပါဝါဒီ4ခါလို့တပင်ကျော်မှထည့်မယ်ထည့်ပြီးတော့6ပါဝါ4ကိုနောက်တွဲ4လို့ထည့်အဲ့လိုထည့်ပြီးတဲ့အခါမှာ तू ကဒီကခွန်နောက်ပြနော်ဒီခွန်နောက်ပိတ်ကလေးကိုခွန်ထိတ်လို့ထည့်တာနော်ခွန်ထိတ်လို့ထည့်တာဒီက3ညနောက်ပိတ်ကိုလည်းပဲ3ညထိတ်လို့ तू ပြန်ထည့်တာပေါ့နော်အဲ့လိုထည့်တာပေါ့နော်ထည့်ပြီးကြမှာ तू ကဒီကခွန်ခါကို तू ကဒီ3လုံးကိုပြန်ပြီးတော့ခွန်ထည့်တာပေါ့နော်ဒီကလည်းပဲ6ခါကိုဒီ3လုံးကို6လို့ပြန်ထည့်တာ6လို့ထည့်ပြီးတော့ဒီခွာပေါင်းကို9လို့ပြန်ရိုက်လိုက်တာပေါ့နော်9လို့ရိုက်တဲ့အချိန်မှာ तू ကသူ့ရဲ့ဒီဘက်ဆောင်မှာ9ထိပ်ကတည်ပြီးသားပဲเนาะဒီကလည်းပဲခွန်ခါတော့ခွန်လို့ထည့်ပြီးကမှ तू ကခွာပေါင်းက6လို့ဖြစ်တယ်သူ့ရဲ့ဘေးမှာပဲ6ထိပ်စီကတည်ပြီးသားပေါ့เนาะတည်တဲ့အချိန်မှာဒီခွာပေါင်း2ပေါ့ဗျာဒီခွာပေါင်း2နဲ့ဒီက9ခါနဲ့ကိုခွန်လို့ပုံတည်ထည့်ပြီးခွာပေါင်း8နဲ့ဒီက9ကိုလည်းပဲ तू ကခွန်လို့ပုံတည်ထည့်ခဲ့တာပေါ့เนาะအဲ့လိုထည့်ပြီးတဲ့အခါကျမှကျွန်တော်တို့ကဒီမှာသူ့အောက်ကဒီကလာတယ်ပေါ့နော်ခွန်ပါဝါ2ကပဲရှည်ပေါင်း8လို့ပြန်ဖြစ်တယ်8နောက်လို့ပိတ်တယ်ဒီကလည်းပဲ6ပါဝါ4ခါထည့်တယ်ရှည်ပေါင်း6လို့ဖြစ်တယ်6နောက်နဲ့ပြန်ပိတ်တယ်ပေါ့နော်အဲ့လိုကြပြီးကမှဒီက2ခါဒီ2ထိပ်ကို2ထိပ်လို့ပြန်ဆင်းကျင်တာပေါ့နော်ဒီကလည်း4ထိပ်ကို4ခါကို4ထိပ်လို့ပဲပြန်ဆင်းကျင်တာပေါ့နော်ဒါကိုကျွန်တော်တေချာလေးရှင်းပြပါဒီရဲ့သူ့ရဲ့ဒီအပေါ်မှာကြတဲ့ရှည်နှလုံးပေါင်း6ဗျာနော်ဒီ6က6နောက်လို့ပိတ်ခဲ့တာ
ပိတ်ပြီးကမှဒီတက်ခါဒီတက်နောက်ပိတ်ကိုကျွန်တော်တို့ဒီမှာတက်လို့အရင်ဆုံးစပြီးတင်မှာပေါ့နော်တက်ခါစတင်မှာပေါ့ဒီကလည်း2ခါ2ထိပ်4ခါ4ထိပ်ဒီကရှေ့ပေါင်း3ဒီလည်းပဲ3ထိပ်လို့ထည့်ပြီးမှဒီ6ကိုလည်းပဲ6ခါလို့ကျွန်တော်ပြန်ထည့်မှာပေါ့နော်ဒါကလည်းဒီကခါကထိပ်စီးက4ဖြစ်နေပြီဆိုတော့နှလုံးတော့ရပြီဒါဆိုရင်ဒီမှာကလည်းဒီတစ်ကိုထည့်ရတဲ့အကြောင်းရင်းဇောင်းဖြတ်ဒီ2လို့ဖြစ်ထားတယ်သူကလည်းဒီဇောင်းကိုဖြတ်ထားတာ2လို့ဖြစ်ခဲ့တယ်ပေါ့နော်အဲ့လိုဖြစ်ပြီးကမှသူကအဲ့လိုထွက်ထားလားပေါ့ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ချက်ပြန်ကြည့်ရမှာဗာလဲဆိုတော့ဒီမှာဗျဒီကရှေ့နှလုံးကတော့3ရသွားပြီဒီ3ဟာဒီက3ပေါ့ဗျာဒီကလည်းရှေ့နှလုံးကို3လို့ရပြီဒီ3ကဒီ3လို့ရသွားပြီဒါဆိုနောက်တစ်ချက်ဆက်ကြည့်ရမှာဒီမှာ3တလုံးရှိသေးတယ်ဒီမှာလည်း6တလုံးရှိသေးတယ်ဒါတွေကအကုန်ဆက်နွယ်ပြီးတော့ကြာနေတာဖြစ်တယ်ပေါ့နော်ဒီက3တလုံးဖြစ်နေတာကလည်းပဲဒီတိုင်းပဲပေါ့နော်ဒါကိုပြီးရင်ကျွန်တော်ဆက်ရှင်းပြမယ်နောက်တစ်ချက်ထပ်ရှင်းပြမှာရှိတာကဒီထိတ်ထောင်နှလုံးက9ပေါ့ဗျာ9ဘရိတ်ကို2ချက်ဆင့်ထွက်သလားထိတ်ထောင်နှလုံးက10ပေါ့ဗျာ10ကို10နှစ်ချက်လို့ဆင့်ထွက်မှာလားဒါဆိုကျွန်တော်ဒီမှာကဏ္ဍနောက်တစ်လုံးကို9တလုံးထည့်ထားလိုက်မယ်နော်9ကိုသူကရှေ့ပေါင်း3လို့ပဲကျွန်တော်ယူလိုက်မယ်ဒီမှာကတော့ရှေ့ပေါင်းကပြောင်းသွားပြီဒါမှမဟုတ်လဲ9လို့ယူလဲရတယ်ပေါ့နော်ဒီကဏ္ဍကိုပဲကျွန်တော်ပြန်ထည့်မှာပေါ့ဒီကဏ္ဍကိုဘာလို့အဲ့လိုပြန်ထည့်ရတာလဲဆိုတော့ဒီလိုညာနော်ဒီမှာကလည်းပဲထိတ်ထောင်နှလုံးဒီ2လို့ဖြစ်တယ်ထိတ်ထောင်နှလုံးက6လို့ဖြစ်တယ်အော်ပါဘူးခါးထောင်နှလုံးက6လို့ဖြစ်တယ်နောက်ထောင်နှလုံးက4လို့ဖြစ်တယ်ပေါ့နော်ဒါလေးဒီထိတ်ထောင်နှလုံး2က2ခါထည့်ပြီးမှဒီခါးထောင်နှလုံး6ကို6နောက်လို့ပိတ်ပြီးတော့4ပုံဒီကတ်ခဲ့တာပေါ့နော်ဒီမှာလဲထိတ်ထောင်နှလုံးဒီ8လို့ဖြစ်တယ်8ခါလို့ထည့်ပြီးကမှသူကဒီက9ပေါ့နော်ခါးထောင်နှလုံး9ကို9နောက်လို့ပြန်ထည့်ပြီးကမှနောက်ထောင်ကို4လို့ဖြစ်တယ်ဒါတွေကအရှည်ကြီးပဲဗျာနော်ကျွန်တော်ပထမကြည့်တော့ဓာတ်ထောင်ရှုပ်ပါသေးတယ်ဒါမူရန်ကိုကျွန်တော်ပြန်ဖြတ်ထားတာပေါ့နော်အဲ့ဒီမှာဗရိတ်ကဘယ်လိုလာလဲဆိုတော့ဒီ6ကဒီအထောင်6က6ဆိုရင်ဒီ3နဲ့ဒီ6နဲ့ရတယ်6ပဲဗျာနော်ဒီလို6ပဲနော်ဒီ6ကိုကျွန်တော်တို့ကဒီမှာ6ဗရိတ်ပဲပေါ့ဗျာဒါ6နှစ်ချက်ရိုက်တယ်ဒါဆိုဒီမှာကလည်း8ကိုဒီအတိုင်းပဲပေါ့နော်ဒီက6ကဲဒါရေပေါ့နော်နှစ်ကဲကို8ကိုဒီမှာကကျွန်တော်တို့က8ဗရိတ်နှစ်ချက်ထည့်ကျင်တာလားဒါဆိုရင်နောက်တစ်ချက်ဗရိတ်ကိုကြည့်မယ်ဒီမှာက3လို့ဖြစ်တယ်3လို့ဖြစ်တာနဲ့ဒီကဗရိတ်8ကဲခဏလေးဗျာနော်ဟုတ်တယ်ဒီလိုကြည့်လိုက်ဒီမှာ3နဲ့4နဲ့ခွာတယ်ဗျာဒီမှာက8နဲ့ဒီမှာ9နဲ့ခွာတယ်ဗျာကြည့်ရင်တော့မှားတယ်နော်ဒီနောက်ပေါင်းနှလုံးက9ဒီက9 4ဒီ4နောက်လို့ပိတ်ရင်ဒီမှာ10ဗရိတ်က9ဗရိတ်ကအော်တိုကြာတယ်ဗောနော်ဒီမှာကလည်း9တလုံးထည့်မယ်ဗျာဒီမှာ10ဗရိတ်ရေးမယ်ဒီက10ကဲဒီရှေ့ပေါင်းကနောက်ပေါင်းကခွန်နဲ့ဆိုရင်9လို့ဖြစ်ရင်ဒီ9ပေါ့နောက်တစ်ချက်ကဘယ်လိုပြန်ကြည့်ရမလဲဆိုတော့ဒီလိုဗျဒီကနောက်ပိတ်ရယ်ဒီကထိပ်စီးရယ်ဒီကနောက်ပိတ်ရယ်9ပေါ့ဗျာဒီ9ရယ်ဒီ9ဗရိတ်ရယ်ပေါင်း8ပါဝါဒီ3ထိပ်လို့တစ်ခါပြန်ထည့်တယ်ဒီမှာလည်းပဲဒီအတိုင်းပါပဲเนาะဒီမှာက3ဒီမှာက5ဒီ3နဲ့ဒီမှာက2ဒီနှလုံးပေါင်း5နဲ့8နဲ့ပေါင်းရင်3ပါဝါဒီကျွန်တော်တို့က8ထိပ်လို့ပြန်ထည့်လို့ရတယ်ပေါ့เนาะဒါဗရိတ်က2ချက်မိတယ်ပေါ့နောက်ထပ်တစ်ချက်ထပ်ဖမ်းခြင်းလေးတယ်ဗျာเนาะဒီမှာက6ဗရိတ်ပါဗျာဒီ6ဗရိတ်ကိုဒီမှာ6ဗရိတ်လို့ဆင်းရိုက်ပြီးတော့ဒီ6ဗရိတ်ကိုဒီ6ဗရိတ်ရိုက်ထားလား4ဗရိတ်ကိုဒီမှာ4ဗရိတ်ရိုက်ပြီးတော့ဒီ10ဗရိတ်ကိုဒီမှာ10ဗရိတ်လို့ရိုက်ချင်တာလားဒါမှမဟုတ်ဒီ4ခါပေါ့ဗျာဒီက4ခါရယ်ဒီက3ညခါရယ်နှလုံး4ကို4ပါဝါ9လို့နှစ်ချက်ရိုက်မှာလားဒီက10ခါရယ်ဒီက9ခါရယ်3လို့ဖြစ်တဲ့အချိန်မှာ3ပါဝါဒီ10နှစ်ချက်ရိုက်မှာလားပေါ့နော်ဒါကျွန်တော်တို့တေးချာချာတော့ကြည့်ထားတာပဲပေါ့လေကြည့်ထားတာမှလွဲရင်တော့လဲမတတ်နိုင်ဘူးပေါ့ဗျာဒါမှဒီလောက်ကလေးပဲရှင်းပြခြင်းတယ်ဗျသူ့ထက်ရှင်းပြရင်ပူရှုပ်သွားမယ်လို့တော့ကျွန်တော်လည်းထင်တယ်နော်ကဏ္ဍကတော့ဒီကဏ္ဍပါပဲဒီကဏ္ဍက4ထိပ်စီးနေပဲထိုးပါမှာဗရိတ်ကတော့ဂျက်ပေါင်းများစွာမိတယ်ဗျာ
ကျွန်တော်အများကြီးရှင်းပြရင်ဗီဒီယိုတအားရှည်သွားမှာဆိုလို့ပေါ့နော်ထိုးရမယ့်ကဏ္ဍကတော့ဒီပြန်ကြကဏ္ဍဗျာနော်ပြန်ကြကဏ္ဍဒီ4 9 5ပေါ့ဗျာဒီ4 9 5ပေါ့နော်ဒီ4 9 5ကိုပဲပြန်ကြအဖြစ်သတ်မှတ်ပြီးတော့ကျွန်တော်တို့ရှစ်ပရိတ်ကို4 5 6ချက်9ချက်လောက်ညှိတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီကဏ္ဍရဲ့အစကတော့ကျွန်တော်ခုနကပြောခဲ့သလိုပဲအစပြောသလိုပဲ3ညာခါလို့ကြားတယ်3 3ညာ8 6 3လုံးပေါ့ဗျာနော်ဒီမှာတော့3ညာ3 3ညာ8 6 3လုံးလို့ကြား3ညာ3 3ညာ8 6 3လုံးလို့ကြားတယ်ကျွန်တော်တို့ဒီကလင်နာရဲ့ဒီမှာပါဗျာကလင်နာရဲ့ကျွန်တော်ဒီ12ကြိမ်ပါဗျာ12ကြိမ်3ညာခါစတာပေါ့နော်3ညာခါစမယ်3 3ညာ8အောက်က6 3လုံးထောင်ဒါပေါ့ဗျာနော်ဒီမှာလည်းပဲဒီတိုင်းပါပဲเนาะကျွန်တော်ဒီ12ကြိမ်ဆိုတော့ဒီမှာ3ညခါရှိတယ်ပေါ့3ညခါရင်သူကဒီမှာ3 3ည8အောက်မှာ6 3လုံးလို့ထောင်တယ်ဒါလေးကိုကျွန်တော်မူချမ်းယူပြီးတော့ကဏ္ဍပြန်ကိုချပြပေးရဖြစ်ပါတယ်เนาะဒီလောက်ပါပဲဗျ